အောင်စပူရဲ့ဒီအညိုတေးရုပ်ရှင်ထဲမှာသူတရုပ်ဆောင်တာလေပြပြင်းနဲ့ကြိုက်တယ်ဆိုတာလေဘယ်လိုပြောင်းလဲသွားတာမျိုးကိုလဲဆိုတော့လေသူကဆက်စချင်းဒီကောင်မလေးတယောက်ကိုချစ်တယ်ကွာချစ်တော့သူချစ်တယ်အလိုလိုက်တယ်အဲ့လိုဖြစ်နေတဲ့တစ်ဖက်ကောင်မလေးကနေပြီးတော့မှအောင်စပူလိုချင်တဲ့စိတ်လောဘကြီးသွားပြီးတော့မှဒီမကောင်းတဲ့နီလန်ကိုသုံးမိရပေါ့အဲ့ချိန်မှာအောင်စပူကတွေးဝေသွားပြီဆိုတော့ပထမစချင်းမင်းကလေးတယောက်ကိုချစ်တဲ့ character ကိုသူပြတရုပ်ဆောင်နေမျက်လုံးတွေအမူအရာနဲ့တရုပ်ဆောင်နေပြီးတော့ဒီအောက်လန်းကြောင်းမလို့တွေ့ဝေသွားတဲ့အချိန်မှာသူလူတယောက်ကစိတ်နဲ့လူနဲ့မကတ်တလို့ကြီးဘာလို့တွေ့ဝေကြီးအဲ့လိုဖြစ်နေတဲ့ပုံမျိုးလေးဖြစ်တယ်အဲ့ဟာကိုလည်းသူတရုပ်ဆောင်နိုင်တယ်နောက်တစ်ခုကကြတော့အဲ့သူဒီလိုအောက်လန်းနဲ့လုပ်တယ်ဆိုတာမသိခင်အလုတ်ခံတယ်ဆိုတာမသိခင်မှာပေါ့နော်မမဆိုင်သူအလုတ်လုံနေတယ်သူလှုပ်လုံနေတဲ့အချိန်မှာတခြားမင်းကလေးနဲ့ကိုသူရီးစားနေပြီးတော့မှဆွတ်ဆွဲတဲ့အချိန်မှာသူရီးစားကိုသူပြန်ချော့တယ်ချော့တဲ့အချိန်မှာသူရမ်းစိတ်ညစ်တယ်သူအလုတ်ကောင်းကောင်းမလုပ်ရဘူးဒီရီးစားကဒီလိုလှုပ်လို့သူ့မှာမိတ်ပြရတယ်ဆိုပြီးစိတ်ညစ်တဲ့အမူအရာကိုလည်းတရုပ်ဆောင်နေရင်းနဲ့ချက်ချင်းပဲဒီမကောင်းတာလှုပ်ထားတယ်ဆိုတဲ့ဟာကိုသူသွားတွေ့တဲ့အချိန်မှာသူအရန်လဲအံ့ဩတယ်အရန်လဲသူဘယ်လိုခေါ်မလဲဒေါသထွက်သွားတယ်သူ့အမေပုံမှာမြင်လိုက်ရတော့သူအရန်ကိုဒေါသထွက်သွားတာသူ့ကိုလှုပ်တာအပြင်ကိုသူ့အမေကိုပါဒီလိုလှုပ်တယ်သူ့အမေနဲ့သူလည်းဒီအရှိမဖြစ်နေတဲ့ပြဿနာတွေကဒါကြောင့်ဆိုတာသိသွားတဲ့အချိန်မှာဒီရီးစားကိုသူဘလို့မှလက်မခံနိုင်တော့ဘူးနောက်ပြီးအရန်လဲနောင်တရတာတွေရောသူရှက်တယ်ပေါ့နော်သူ့အမေနဲ့သူရန်ဖြစ်ပြီးဒီရီးစားကိုသူအရန်ချစ်ခဲ့တယ်နောက်ပြီးတော့သူတအားချစ်တဲ့သူကဒါမျိုးအရန်အောက်ကျတဲ့ဒီလုံကြီးကိုလှုပ်တယ်ဆိုပြီးတော့ဒါကိုသိသွားတဲ့အချိန်မှာဝမ်းနဲ့ဒေါသလဲထွက်ပြီးတော့တရုပ်ဆောင်တာတွေကလေဒီပထမဦးဆုံးဒီလိုမျိုးသူ့တို့ရုပ်ရှင်ကားပေါ့အရင်အပြင်မှာတော့သူဇလန်းတူလေးတွေအပိုင်းလေးတွေဇလန်းတွဲလေးရိုက်တာရှိရဆိုပေမဲ့လေဒီမှာ VCD လေးတရုပ်ဆောင်ခဲ့တယ်ဆိုပေမဲ့ဒီမှာလေးဒီရုပ်ရှင်စစချင်းတရုပ်ဆောင်တဲ့အခါမှာရုပ်ရှင်ကြီးအနေနဲ့တရုပ်ဆောင်ခါမှာတော်တော်လေးသူလုံနိုင်တာကိုတွေ့ရတယ်သူ့ရဲ့ဒီမျက်လုံးအကြည့်ပေါ့နော်ကြောင်တာလုံးဝမရှိဘူးတချို့အခန်းလေးတွေမှာကတော့ဇလန်းအဆက်ပေါ့ဇလန်းအဆက်ကြောင့်မို့လို့သူတရုပ်ဆောင်လေးနည်းနည်းလေးထပ်သွားတာမျိုးလေးရှိကောင်းရှိနိုင်တယ်မဲ့အဲ့လိုမျိုးအဓိကပေါ့နော်သူဒီ character မင်းခန့်ဆိုတဲ့ character ကိုသူပြင်းအောင်သူလုံနိုင်တယ်စူးစမ်းပြီးတော့လေချစ်တဲ့အခန်းဆိုလည်းသူရအောင်ချစ်တယ်ဝမ်းနေတာတွေပူဆွေးတာတွေနောက်ကနောင်တရတာတွေယူကျိုးမြဖြစ်တာတွေဒေါသကြီးတာတွေနောက်ဘာဖြစ်လို့ဖြစ်မှန်းမသိဘဲနဲ့အဲ့အချိန်မှာလူတယောက်ရဲ့ဒေါသဖြစ်မှုချစ်တာရန်ဖြစ်တာအဲ့ဒါကိုအကုန်လုံးသူတွဲပြီးသူလုံနိုင်တယ်နောက်တစ်ခုကကြတော့သူအဲ့မှာသူနောင်တရတဲ့အချိန်သူအမေကိုပေါ့နော်နောင်တရလို့ဆိုပြန်လာပြီးတော့မှပြောတဲ့အချိန်မှာခုနလိုတောက်လျှောက်တန်ပိုးကလေဒီလိုလေးတဖြည်းတည်းသွားနေရတယ်မြင့်ပြီးတော့မှဒီလိုသူနောင်တရသွားပြီသူ့အမေကိုသူသွားတောင်းမှန်တော့အဲ့လိုသွားတောင်းမှန်ပြီးဆိုတဲ့အချိန်မှာ तू မန်နေရော့သွားပြီပြီးတော့ပေးရည်လည်းတောက်ပြီးသွားပြီतू ကောင်းတဲ့ဘက်ကိုရောက်နေပြီเนาะအဲ့နောင်တလည်းရပြီဆိုတဲ့အချိန်မှာအမေစီကိုပြေးလာတဲ့အချိန်မှာဒီဟာကတကယ်ကိုမှငကိုတဲ့လိမ်မာတဲ့ကလေးတယောက်ဖြစ်တယ် तू ဒီလိုမျိုးသူ့ရဲ့စိတ်လိုက်မှန်မှမဟုတ်ဘဲနဲ့ဘေးကပြောကကြောင့်မို့လို့သူဒီလိုဖြစ်သွားတဲ့ဟာပေါ်မှာသူနောင်နာရတယ်သူ့မိလာပြီးတောင်းပန်တဲ့အခန်းလေးမှာလဲလေဆက်သွားတဲ့ဟာလေးက flow လေးကတော်တော်လေးတရုပ်ဆောင်ကောင်းတယ်အဲ့ဒီချိန်မှာသူ့မိတောင်းပန်တယ်ပေါ့နော်ငိုပြီးတော့တောင်းပန်တယ်တောင်းပန်ပြီးတဲ့အခါမှာအဲ့မှာဒီအမေနဲ့အမနဲ့ကသူတို့လိုချင်တာဒါပဲသူတို့သားကသူတို့မောင်လေးကအမြင်မှန်ရသွားဖို့ပဲရသွားပြီဆိုရင်နောက်မှာသူတို့အရန်ပျော်သွားပြီဒါပဲအဲ့တော့ကိုတော်သွေးမီဒီရဲ့ငါတာပေါ့အပြင်မှာပေါ့ဒီလိုမျိုးပျောကအလောက်ခံရတဲ့သူတယောက်ကမိသားစုတည်းရှိနေဒီပျောကကြီးမကုတ်စင်တွေလူကစိတ်အေးရမှာမဟုတ်ဘူးတည်မလားစီးပွားရေးကြောင့်ပဲဘာကြောင့်ပဲပျောကလောက်ထားတဲ့လူကရတဲ့မအေးနိုင်ဘူးဒါကြီးအကုန်ထွက်သွားမှာပဲလူကစားနိုင်အိတ်နိုင်တောက်နိုင်ဖြစ်မှာလေအဲ့မဲ့ဒီမှာကျတော့သူတို့ဒီလိုသူတို့ရဲ့မောင်လေးသူတို့ရဲ့သားကဒီလိုကောင်းသွားပြီဆိုတာလေးကိုတိလိုက်တဲ့အခါမှာပဲသူတို့မိသားစုအရန်ကိုပျော်ပြီးတော့မှချက်ချင်းဆက်လုံးမဲ့ဆက်လုံးမဲ့ပါလဲဆိုတော့သူ့မောင်ကိုမိမပေးစားမယ်သူတို့တောင်းမိမပေးစားမယ်ပေါ့ဒီလိုမျိုးဖြစ်လာတဲ့ခါကျတခါလဲတယောက်ကမွန်းနဲ့ခေါင်းလျှော်ပေးရေးတယောက်ကမွန်းနဲ့ခေါင်းလျှော်ပြီးတာနဲ့ဗာမယ်ရေချိုးပြီးတာနဲ့မိမယူမယ်မိမယူပေါ့အဲ့လိုမျိုးပြောရလဲကြတယ်လေတကယ်ဟိုဘယ်လိုခေါ်မလဲဒီလိုသူတို့မိသားစုထဲမှာပါကိုကမိသားစုဝင်လို့ဖြစ်သွားတာပြမတကယ်ဟိုမှအပူကြီးကလေပျောက်သွားပြီလို့တကယ်ဟိုအရန်ကိုပျော်စရာဖြစ်သွားပြီဆိုရခံစားမျက်ချက်မျိုးရတယ်ကွာအဲ့တော့ခုနလိုပေါ့ဒီတနာရီခွဲကြော်ပေါ့နော်ဒီ2 နာရီနီးပါးပြတဲ့ရိုက်ရတဲ့ဒီဇလန်းတစ်ခုမှာဥစော်အနေနဲ့ပေါ့နော်ဒီဟာတာကားတွေပဲအရိုက်များရဲဆိုပေမဲ့အရင်တုန်းကသူစကားတွေအများကြီးကောင်းတာဒီလိုမျိုးဒီ drama အများကြီးရိုက်ဖူးရဲဆိုတာကိုတခြားဝါရင်မင်းသားမိမိပြောကြတယ်နော်ထပ်ရိုက်စေချင်တယ်ဆိုတာလဲဟုတ်မှာဒီလိုမျိုးဒီအရှိပိုင်းမှာခုနပြောလို့ပေါ့နော်
ဒီပြုတ်ဆောင်သွားတဲ့ character အနေနဲ့ဆိုကွာလူက6ယောက်လောက်ပဲရှိရဲ့အန်ဒီမျိုးရဲ့အန်ဒီဆိုမိုးကြီးရဲ့နောက်ကကြတော့မြတ်သူရဲ့မေမြင့်မိုးရဲ့စပူရဲ့ဘေဘေရဲ့ဆိုတော့6ယောက်ပဲအဓိကပေါ့နော်6ယောက်နဲ့ပဲတရုပ်ဆောင်သွားတာခုနရွှေမိုးတို့တငယ်ချင်းတွေကတော့တခန်းလောက်ပဲပါတယ်ဒါပေမဲ့ကိုရွှေမိုးရဲ့တရုပ်ဆောင်ကောင်းရမ်းကောင်းတယ်နော်တော်ကောင်းတာလုံးဝကိုမှလေအတန်မှာသူ့အဖြတ်အတောက်လေယူလေသိမ့်တကယ်ကိုမှလေတကယ်ကိုဇက်ဖို့မပြောနဲ့ဒီရုပ်ရှင်တရုပ်ဆောင်နေလို့ပဲစကားပြောရနဲတယ်ဆိုပေမဲ့လေပြောရတာလေတော်ကောင်းတယ်အဲ့ဒီတော့မင်းကဘာလုပ်ချင်တာလဲသူပြောနေရကြမင်းဘာဖြစ်ချင်တာလဲမဟုတ်တကယ်တမ်းပြောရတာကြတော့အဲ့တော့မင်းကဘာလုပ်ချင်တာလဲအဲ့လိုပြောရတာဆိုတော့အဲ့ရတဲ့အကုန်ကောင်းတယ်ပေါ့နော်အဲ့ဒီလူ6ယောက်နဲ့အဓိကရိုက်သွားတဲ့အချိန်မှာခုနလိုရုပ်ရှင်ထဲမှာအချိန်ပိုသုံးရတဲ့စကားပိုတွေပြောတာမပါဘူး character တွေကိုမတိမတာလေးနဲ့နားလည်သွားအောင်ပြောပြဒီလိုမျိုးဇက်ကောင်စရိုက်တွေကိုအစာကလေးကပါသွားအောင်လို့သူကထဲ့ရိုက်ပြသွားနိုင်တယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ဒီစပူနဲ့ပတ်သက်လို့ပေါ့နော်တရုပ်ဆောင်ပိုင်းကနေနောက်ဆုံးပိုင်းမှာဒါအခုတော်တော်များလည်းပြောပြီးလောက်ပြီးဆိုတော့ဒီနောက်ဆုံးပေါ့မင်းမှုယူရတဲ့အခန်းမှာတွေ့ရတဲ့အချိန်ပေါ့အဲ့အချိန်မှာလေဘယ်လိုခေါ်မလဲလူတယောက်ရဲ့လေယောက်ျားလေးတယောက်ရဲ့ပေါ့ယောက်ျားလေးမိန်းကလေးဖြစ်စီပေါ့တစ်ဖက်ကကိုချစ်ခဲ့ဖူးတဲ့သူမုံလို့လမ်းခွဲလိုက်တယ်တချို့ဆိုရင်မမုံပဲနဲ့ချစ်ရတဲ့နဲ့လမ်းခွဲရအောင်ရှိရလေနော်ဒီမှာကြတော့သူ့အမေနဲ့သူ့ကိုဒီလိုလှုပ်လို့ဆိုပြီးသူအရန်ကိုမုံပြီးသွားပြီးတော့သူရအောင်သူဖြတ်တာတချို့တွေများမမုံမဲနဲ့ချစ်ရတဲ့နဲ့လမ်းခွဲရသူဆိုပို့ဆိုးမှာဘာလို့လဲဆိုတော့အဲ့မှာစပူတရုပ်ဆောင်သွားတာလေသူချစ်ခဲ့ဘူးတဲ့သူတယောက်ကွာဒီလားသူတကယ်ချစ်ခဲ့ဘူးတဲ့အကောင်မလေးကိုဘာမှမရှိတဲ့ဒီလူကောင်မလေးကို तू ကပေးခဲ့တယ်အိမ်ခန်းနေပေးခဲ့တယ်ဒီလိုမျိုးချစ်ခဲ့တယ် तू ကဒီကောင်မလေးကဒီလိုလှုပ်လို့တာ तू လုံးဝလက်မခံနိုင်တဲ့အရာလူတကာလက်မခံနိုင်တဲ့အရာကိုလှုပ်လို့တာ तू အနေနဲ့အရန်လဲစိတ်ညစ်သွားတယ်နာလဲကြီးွားလို့က तू လမ်းခွဲခဲ့တာဒီလိုမျိုးပုံစံသိန်းဖြစ်သွားမယ်လို့ तू လုံးဝမထင်ထားတာသူလုံးဝသူမထင်ထားတဲ့အဲ့မျက်လုံးတရုပ်ဆောင်သွားတာကွာတကယ်ကိုယူချိုးမြဥမာပေါ့နော်ကြပြားရေးဆိုင်နဲ့ပြောမယ်ဆိုရင် तूကိုယ်တိုင်စိုက်ခဲ့တဲ့ပန်းပေါ့ပျက်စီးသွားတဲ့ဟာမျိုးပေါ့လက်မခံနိုင်သလိုမျိုးပေါ့နော်အရန်အားတင်သွားတယ်လူတွေကအကြောင်းမျိုးနဲ့လမ်းခွဲသွားနိုင်တယ်ကွာတစ်ချိန်ပြန်တွေ့တဲ့အခါမှာချမ်းသာသွားမယ်ဆင်းရဲသွားမယ်အဲ့အချိန်ကြီးလူတွေကလက်ခံနိုင်အောင်လုပ်ကြရတာလေဒါပေမဲ့ဒီမှာကြတော့ကွာသူ့မိမိမူရဲ့ပြောင်းလဲမှုကြီးကကြောက်စရာကြီးကွာအဲ့လိုမျိုးအဲ့လောက်ထိယူသွားတဲ့အထိဖြစ်သွားရဲဆိုတော့ဒီလူတယောက်ကလေကိုချစ်ခဲ့ဘူးတဲ့သူတယောက်ကဒီလိုမျိုးအဆုံးသက်ကြီးဆိုတာကိုဘလို့မှသူအရန်ကိုမှအံ့ဩသွားတယ်သူမုန်းမိမဲ့ဒီလောက်ထိသူမဖြစ်ချင်ချို့ရမုန်းတဲ့ခါကြရင်ကွာတစ္ဆာဆိုရဲချိန်စာတိုက်တယ်လေဘာဖြစ်ပါစေဆိုတော့ तू ကလုံးဝကိုအဲ့လိုမမျောလင့်ထားတာမမျောလင့်ထားတဲ့ဟာယူမြင်လိုက်ရတဲ့ခါကြတော့လေတကယ်ကိုလူတွေကွာတကယ်ကို public နေရာကြီးအင်းရကန်ဒီပေါ့နော်လမ်းလျှောက်မှာဆိုလမ်းလျှောက်တဲ့နေရာမှာဆိုလူအများရှင်းတော့ဘေးမှာလည်းခုမှသူယူထားတဲ့မိန်းမကွာသူယူထားတဲ့မိန်းမဆိုတော့လေငယ်ချင်းမဟုတ်ဘူးခုမှပေါင်းတင်းတဲ့မိန်းမအဲ့ဒီမိန်းမတယောက်ဆိုဘာပြောတန်ရောစင်ကြီးအခုမှစလို့ဖြစ်ခါစားပဲရှိသေးတဲ့အချိန်မှာကွာသူရှက်တာပဲပါမှာပဲသိလားငိုရမှာတော့ရှက်တယ်ကွာအဲ့ဒါကြောင့်မလို့ဒီမိန်းမသူယူထားတဲ့မိန်းမဘေဘေကလည်းဒါအောင်နားလေတဲ့အနေနဲ့သူ့အနေနဲ့ပဲကွာသူကရက်တီလိုက်တာတကယ်ဆိုရင်မေမြင့်မူကဘဘေးကိုကွာပိုးဆိုးပတ်ဆက်ပြောထားတာကွာဒီလားဘလို့မကိုလေတသက်လုံးခေါင်းထဲမှာထုတ်မရအောင်စကလုံးတွေပြစ်ထည့်ထားတာကွာဒီလောက်ပိုးဆိုးပတ်ဆက်ပြောထားတဲ့မိန်းမနော်ဒါပေမဲ့ तू လဲစပူကိုဘယ်လောက်ထိချစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့မိန်းမတယောက်ရဲ့တဘောထားကြီးမှုလေဘဘေးကပြသွားငိုချလိုက်ငိုချလိုက်မထိန်ထားနဲ့ဆိုတဲ့အချိန်မှာအဲ့နောက်ဆုံးခန်းလေးမိနစ်ပိုင်းလေးမှာလေပြသွားတာကြီးကလေတကယ်ကိုမှတကယ်အရန်ဟိုမှလေတော်တော်ကောင်းတယ်တော်တော်တရုပ်ဆောင်နဲ့ကောင်းကြတယ်ပြသွားတာလည်းကောင်းတယ်လိုချင်တဲ့